ဒီကနေ့မှာတော့မြန်မာနိုင်ငံအပါအဝင်တကမ္ဘာလုံးနီးပါးမချခင်မှာရင်ဆိုင်ကြုံတွေ့ရတော့မယ်အလွန်ပြင်းထန်ဆိုရတဲ့အန်နီညိုရာသီဥတုဖြစ်စဉ်ဟာပညာရှင်တွေရဲ့ခန့်မှန်းချက်တွေအရအခုလာမယ့်အန်နီညိုရာသီဥတုဟာပြီးခဲ့တဲ့နှစ်ပေါင်း80ကျော်အတွင်းမှာအပြင်းထန်ဆုံးနဲ့ဆိုးရွားဆုံးဖြစ်လာနိုင်တဲ့ရှိနေလို့တတိပေးထားကြပါတယ်။မြန်မာနိုင်ငံအတွက်ကတော့မကြုံစဘူးပြင်းထန်တဲ့အပူလိုင်းတွေရေရှားပါမှုတွေနဲ့စိုက်ပျိုးရေးကဏ္ဍထိခိုက်မှုတွေကိုအဓိကရင်ဆိုင်ရနိုင်ခြေရှိနေပါတယ်။ဒီလိုအယ်နီညိုဖြစ်စဉ်ကြီးဝင်ရောက်လာတဲ့အခါကမ္ဘာတစ်လွှားမှာဘလို့ဆွေးနွေးတဲ့ရာသီဥတုပြောင်းလဲမှုတွေဖြစ်ပေါ်လာနိုင်တယ်လေ။တိတ်ကရောဘလို့ဖြစ်ပျက်တွေကြုံခဲ့ရတယ်လေ။အယ်နီညိုဆိုတာဟာပစိဖိတ်သမုဒ္ဒရာအီကွေတာတစ်လျှောက်ကပင်လယ်ရေပြင်ပူချိန်ဟာပုံမှန်ထက်တိတိတတ်တာမြင့်တက်လာတဲ့သဘာဝဖြစ်စဉ်တစ်ခုပါ။ NASA နဲ့ကမ္ဘာမိုးလေဝသအဖွဲ့အစည်းတွေရဲ့အချက်အလက်ပြမြေပုံတွေမှာမြင်တွေ့ရတဲ့အတိုင်းပစိဖိတ်သမုဒ္ဒရာရဲ့ရေပြင်ဟာအနီရောင်ရင်းရင်းတွေအဖြစ်ပြောင်းလဲလာပြီးအပူချိန်တွေစမတန်မြင့်တက်နေတာကိုတွေ့ရမှာပါ။ဒီလိုသမုဒ္ဒရာရေပြင်ပူနွေးလာမှုကကမ္ဘာလေစီကြောင်းတွေကိုပါပြောင်းလဲစေပါတယ်။ရလန်အနေနဲ့ကတော့ကမ္ဘာတစ်ချမ်းမှာအလွန်မင်းမိုးခေါင်ရေရှားမှုတွေဖြစ်ပေါ်စေပြီးကြံတစ်ချမ်းမှာတော့မကြုံစဘူးမိုးသေးထန်စွာရွာသွန်းမှုနဲ့ရေကြီးရေချမ်းမှုတွေကိုဖြစ်ပေါ်စေပါတယ်။ဒါ့အပြင်ပင်လယ်ရေပူချိန်မြင့်တက်လာတဲ့အတွက်ရေဟောက်ကေဟာစနစ်တွေပျက်စီးပြီးတဏ္ဍာကြောက်တန်းတွေသေဆုံးတာရေတတ္တဝါတွေရှင်သန်ရက်တည်ဖို့ခက်ခဲလာတာတွေကိုပါစိုးစိုးရရကြုံတွေ့လာရတာဖြစ်ပါတယ်။အယ်နီညိုရဲ့အကျိုးဆက်တွေကိုကမ္ဘာတစ်လွှားမှာမျက်မြင်ကိုယ်တွေ့ကြုံနေရပါပြီ။တချို့နိုင်ငံတွေမှာပူချိန်တွေစံချိန်တင်မြင့်တက်လာပြီးကြီးမားတဲ့တောမီလောင်ကျွမ်းမှုတွေကိုမထိန်ချုပ်နိုင်ရင်ဆိုင်နေရပါတယ်။တောမီရေကြောင့်လူနေအိမ်တွေတစ်တောတွေနဲ့တောရိုင်းတရိတ်ဆန်တွေထောင်တောင်းချီသေဆုံးခဲ့ရပါတယ်။တစ်ဖက်မှာလည်းအလွန်မင်းခြောက်သွေမှုကြောင့်မြစ်ချောင်းအင်းအိုင်တွေခန်းချောက်ပြီးမြေပြင်တွေအကွင်းလာပါတယ်။တောင်သုံးရည်နဲ့စိုက်ပျိုးရေးပြက်လက်မှုကြောင့်စိုက်ပျိုးရေးလုပ်ငန်းတွေပျက်စီးပြီးကမ္ဘာစားနပ်ရိက္ခာပူလွန်ရေးကိုပါချိန်ချောက်လာနေပါတယ်။စံချပန်အခြေအနေတွေအနေနဲ့တချို့ဒေသတွေမှာတော့အချိန်ခါမဟုတ်လေပြင်းမုန်တိုင်းတွေတိုက်ခတ်တာစံချိန်တင်မိုးရွာသွန်းပြီးရွာလုံးကျွတ်ရေလွှမ်းမှုချင်းခံရတာတွေကိုဆိုးရွားစွာကြုံတွေ့နေရပါတယ်။ရာသီဥတုဖောက်ပြန်မှုရဲ့ပြရုပ်တစ်ခုအနေနဲ့စောင်းရသည်မှာနှင်းထူထူကျနေရှိတဲ့ဥရောပကနှင်းလျှော်စီစခန်းတွေမှာတော့နှင်းနေအကြီးပြောပြီးမြေကရုံးတွေဖြစ်ပေါ်လာတဲ့အထိအယ်နီညိုရဲ့ဒဏ်ကိုခံစားနေရပါတယ်။ဒီလိုနှစ်90အတွင်းဆိုးရွားဆုံးဖြစ်လာမယ့်အယ်နီညိုရာသီဥတုအတွက်ကျမတို့မြန်မာနိုင်ငံအနေနဲ့အထူးသတိထားပြီးကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်ကြဖို့အရေးတကြီးလိုအပ်နေပါတယ်။အထူးသဖြင့်မြန်မာနိုင်ငံအလဲပိုင်းပူပိုင်းဒေသတွေမှာနေပူချိန်တွေအလွန်မင်းမြင့်တက်လာနိုင်တဲ့အတွက်တက်ကြီးရွယ်ဦးတွေနဲ့ကလေးငယ်တွေအပူရှက်တဲ့အန္တရာယ်ကိုတတိပြုကြအောင်ပါပါ။ဒါပြင်မိုးခေါင်မှုကြောင့်ရေတွင်းရေကန်တွေခန်းချောင်နိုင်တဲ့အတွက်တောက်သုံးရေကိုစနစ်တကျချွေထားသုံးဆွဲကြဖို့နဲ့တောင်သူလယ်သမားတွေအနေနဲ့လည်းရေလိုအပ်ချက်နေတဲ့တီးနှံတွေကိုပြောင်းလဲစိုက်ပျိုးတာမျိုးတွေပြင်ဆင်ထားသင့်ပါတယ်။ရာသီဥတုပြောင်းလဲမှုဆိုတာကျမတို့အားလုံးနဲ့သက်ဆိုင်တဲ့ကမ္ဘာရေးကိစ္စကြီးတစ်ခုဖြစ်ပါတယ်။